အားလုံးပဲမင်္ဂလာပါဒီရက်ခါ channel နဲ့ကြိုဆိုလိုက်ပါတယ်ခခတို့ကဖတ်အံမှာရှိတဲ့စတိုင်ကိုရောက်နေတာဖြစ်ပါတယ်ခခနဲ့တူတူလိုက်ကြည့်ရအောင်အရင်ဆုံးခခတို့လှေကားတစ်လေးတက်ကပါတယ်ဝင်ကြီးမှာတော့ကြောက်ဆက်ပန်းဆွဲတွေရင်တွေ့ရပါတယ်ခခတို့ဂူထဲစဝင်နေပါပြီဂူထဲမှာတချို့နေရာတွေကနည်းနည်းမှောင်လို့ခခတို့ဓမီလေးယူရပါတယ်တချို့နေရာလေးပပဓမီထိုးပြီးလိုက်ပြပါတယ်အိုးဒီမှာလှိုင်ကူပေါက်ကြီးတွေ့ပါတယ်ပေါ်လေးတက်ကြည့်လိုက်အောင်မယ်နော်I get there with my cousin brother. These stairs are a little bit height.ခခတို့လှေစီးပြီးထပ်သွားပါအောင်မယ်ခခတို့ဒီဘက်လှေစိတ်ကိုရောက်ပါပြီခခတို့လမ်းလျှောက်ပြီးသွားရပါသေးတယ်ခခတို့ဘေးထဲထပ်စီးပြီးတော့မိုးဘူးဘက်ကိုပြန်သွားရသေးတယ်ခခကတော့ခရီးသွားရတာပြောပါတယ်ခခဗီဒီယိုလေးကိုကြည့်ပြီးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်တတား